ဖះငါကိုယ်ွယ်လို့ပြောတာမဟုတ်ဘူးဖះဆိုတာသူ့ကိုယ်သူရည်ညွှန်းတာလည်းမဟုတ်ဘူးလောကမှာအမှန်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာကိုဗုဒ္ဓလို့ဒီလိုပြောတာနော်အဲ့တော့ဗုဒ္ဓဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဘောဓုတတခုပြောအင်္ဂလိပ်လိုရေးတဲ့အခါမှာဗုဒ္ဓလို့ရေးတာလည်းရှိတယ်ရှေ့က article ထည့်ပြီးတော့ the ဗုဒ္ဓလို့ရေးတာလည်းရှိတယ်နှစ်ခုရှိကြတယ်ရှေ့ကတော်တော်များများတော့ဗုဒ္ဓလို့ပဲရေးတယ် article မပါဘဲနဲ့ဗုဒ္ဓလို့ရေးတာကြတော့နာမည်အနေနဲ့ပုဂ္ဂိုလ်အနေနဲ့ရေးကြတာဗုဒ္ဓဆိုတာပုဂ္ဂိုလ်ပါဠိအနေနဲ့ဆိုရင် article ထည့်စရာမလိုဘူးပေါ့သို့တော့နောက်ပိုင်းကျတော့ဗုဒ္ဓဆိုတာပုဂ္ဂိုလ်ကိုရည်ညွှန်းတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ title လို့ခေါ်တယ်ဂုဏ်ဓုဘွဲ့တူတစ်ခုပဲပေါ့ဗုဒ္ဓဆိုတာဘုရားရဲ့နာမည်မဟုတ်ဘူး title သာဖြစ်တယ်ပေါ့ဂုဏ်ဓုပဲဖြစ်တယ်ပေါ့ဘုရားရဲ့အမည်နာမကအမျိုးအနွယ်နာမည်နဲ့ခေါ်ရင်ဂေါရမမိဘကပေးထားတဲ့နာမည်နဲ့ပြောမယ်ဆိုရင်တိဋ္ဌထဂေါရမဒီလိုပဲခေါ်လို့ရတယ်ပေါ့အဲ့တော့ဗုဒ္ဓဆိုတာနာမည်မဟုတ်ဘူး title ဖြစ်တယ်ဒါကြောင့်မို့လို့ရှေ့က article ထည့်ရမယ်ဆိုပြီးတော့the ဗုဒ္ဓလို့ခုခေတ်တော့ရေးလေးရှိကြတယ်ပေါ့တော်တော်များများအဲ့ဒီကွဲပြားခြားနားချက်ကိုမှတ်သားထားပြီးတော့ဗုဒ္ဓလို့ရှေ့ကရေးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအမည်နာမအနေနဲ့ရေးလို့ရှိရင် article မထည့်ဘူးဂုဏ်ဓုအနေနဲ့ရေးမယ်ဆိုလို့ရှိရင်တော့ article ထည့်ရတယ်လို့Alexandra တက္ကရိတ်ဆိုတာလို့ပေါ့ article ထည့်ပြီးတော့ရေးတာအဲ့ဒါအင်္ဂလိပ်စာဖတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီနှစ်ခုကွဲပြားခြားနားမှုရှိတယ်အဲ့ဒီမှာဗုဒ္ဓဆိုတာအမည်နာမမဟုတ်ဘူးပုဂ္ဂိုလ်မဟုတ်ဘူးဘွယ်ထူးများတာဖြစ်တယ်အမှန်သိတဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တိုင်းမှန်သမျှကိုဗုဒ္ဓဒါကြောင့်မို့ယောစဗုဒ္ဓင်္စဓမ္မင်္စသံဃင်္စတရဏဂတောမြတ်စွာဘုရားကတကယ်ဘေးကင်းရန်ကင်းတဲ့အနေအခသိကင်းငြိမ်းစေနိုင်တဲ့ကိုယ်ဝေယဆိုတာဖရာတရားတန်ခါပဲဖြစ်တယ်။ဘာကြောင့်ဘေးကင်းရန်ကင်းဖြစ်စေနိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကပ်ခြင်းအပြင်မြတ်စွာဘုရားကအမှန်တရားကိုဟောကြားပြီးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဆုံးမသွန်သင်ပေးမှာဖြစ်တယ်